ရုတ်နိုင်ငံရဲ့အကြီးမားဆုံးနဲ့စိတ်လှုပ်ရှားစရာအကောင်းဆုံးစီမံကိန်းတစ်ခုဖြစ်တဲ့ရှုံဟန်းဧရိယာတဲ့ဟာတာမန်မြို့တစ်ခုတည်းမဟုတ်ဘဲနဲ့21ရာစုရဲ့မြို့ပြဖွံ့ဖြိုးမှုပုံစံတစ်ခုအနေနဲ့ပေါ်ထွက်လာတာဖြစ်ပါတယ်။ဒီမြို့တစ်ဟာဆိုရင်လေတရုတ်နိုင်ငံဘေကျင်းရဲ့ဝန်ထုတ်ဝန်ပိုးကိုရှော့ချပေးမဲ့မြို့တစ်ဖြစ်ပြီးရှုံဟန်းကိုတည်ဆောက်ရတဲ့အဓိကရည်ရွယ်ချက်ကတော့လူဦးရေထူထပ်လွန်းတဲ့မြို့တော်ဘေကျင်းရဲ့ဝန်ထုတ်ဝန်ပိုးတွေကိုခွဲဝေယူဖို့ဖြစ်ပါတယ်။ဘေကျင်းမှာရှိတဲ့အစိုးရမဟုတ်တဲ့လုပ်ငန်းဆောင်တာတွေတက္ကသိုလ်တွေနဲ့သုတေသနဌာနတွေကိုဒီမျိုးသစ်စီအဆင့်ဆင့်ရွှေ့ပြောင်းပေးနေတာဖြစ်ပါတယ်။ဒီမျိုးရဲ့ထူးခြားချက်ကမြို့ထဲမှာတောရှိမယ်၊တောထဲမှာမြို့ရှိမယ်ဆိုတဲ့မူဝါဒပါ။မြို့ဧရိယာရဲ့80%ကိုရေပြင်နဲ့တစ်တော်တွေအဖြစ်ထိန်းသိမ်းထားပြီးစိမ့်လန်းဆိုပြေတဲ့ဂေဟာစနစ်ကိုအခြေခံထားပါတယ်။အပြာရောင်ရေပြင်နဲ့အစိမ်းရောင်တစ်တော်တွေကြားမှာလူတွေနေထိုင်နိုင်အောင်ပုံဖော်ထားတာပါ။ရှုံဟန်းဟာမြေပြင်ပေါ်မှာမြို့တစ်မြို့ရှိသလိုမြေအောက်မှာလည်းခင်မီတဲ့အခြေခံအဆောက်အုံတွေနဲ့ digital လောကထဲမှာလည်း digital တွင်အဖြစ်မြို့တစ်မြို့ရှိနေတာပါလူနေအိမ်ကနေထွက်လိုက်တာနဲ့9မိနစ်အတွင်းမှာပန်းချံဈေးနဲ့ကျန်းမာရေးဌာနတွေကိုရောက်ရှိနိုင်အောင်စနစ်တကျဒီဇိုင်းဆွဲထားပြီးအလိုအလျောက်စနစ်မောင်းသူမဲ့ဘတ်စကားတွေစမတ်လမ်းမီးတိုင်းတွေနဲ့ဖိုက်ကြီးကွန်ရဲ့အပြည့်အဝရရှိတဲ့မြို့တစ်မြို့လည်းဖြစ်ပါတယ်လက်ရှိမှာတော့တရုတ်နိုင်ငံရဲ့ထိပ်တန်းနည်းပညာကုမ္ပဏီတွေဟာရှုံအန်းမှာရုံးချုပ်တွေလာရောက်ဖွင့်လှစ်နေကြပြီဖြစ်တယ်လို့အစိမ့်မြင့်သုတေသနလုပ်ငန်းတွေအတွက်အချက်အချာနေရာတစ်ခုလည်းဖြစ်လာနေပါတယ်။ရှုံအန်းဟာအဆောက်အုံတွေအပြိုင်ဆိုင်စောင့်နေတာမျိုးမဟုတ်ပဲလူသားပုံကိုပြုတဲ့တဘာဝပတ်ဝန်းကျင်ကိုတန်မိုးထားတဲ့အစိမ့်မြင့်မျိုးပြတစ်ခုအဖြစ်တဖြည်းဖြည်းပုံပေါ်လာနေပြီဖြစ်ပါတယ်။ဒါဟာတရုတ်နိုင်ငံရဲ့ရေရှည်တည်တံ့တဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက်အလွန်မျှော်လင့်ချက်ကြီးမားတဲ့ခြေလှမ်းသစ်တစ်ခုပဲဖြစ်ပါတယ်။